ဒီနေ့တော့ငဖယ်ကိုကောင်းလိုက်ချက်ပြီးရေတောက်နေနဲ့ပဲယိုဟင်းကချက်ပါမယ်ငဖယ်ရတဲ့ချက်လေး2ကီလိုမှာလိုက်တာပါအယိုးတော့ရမ်းများပါတယ်ဒါပေမဲ့အသားကတော့ရမ်းစားကောင်းပါတယ်ငါးကိုကြီးကုန်ထုတ်ပြီးတော့မလိုအပ်တာလေးတွေဖယ်ထုတ်ပေးပါမယ်ခေါင်းလေးညှစ်ပစ်ထားပါတယ်ပြီးရင်တော့ဗိုက်တွေကဥတွေကိုဆွဲထုတ်ပေးထားပါမယ်ငါကဥတွေနေပါငဖယ်ငါးဦးကအရန်စားကောင်းတဲ့ထင်မှတော့မပါပါဘူးကြာလေးထုလေးမှာပြီးစားကောင်းလေးဆိုတော့တေချာလေးထုပေးပါမယ်ပြီးရင်တော့ငါးကိုရတာနှက်ပေးပါမယ်ငပီးစားချုံမချက်သားမုံနေငယ်ခရူးစီထည့်ပြီးတော့တေချာလေးရတာလေးနှက်ထားပေးပါမယ်ရတာနှက်ပြီးရင်တော့ဟင်းစားချက်ပါမယ်။အိုးရဲကိုစီထည့်ပါမယ်။ထောင်းထားတဲ့ကြက်သွန်နီကြက်သွန်ဖြူရုပ်တီကြောင်ရောင်တင်မုံနွနေမုတ်ထည့်ပြီးမှုေးနေအောင်စီတက်ပေးပါမယ်။စီတက်နေချိန်တွင်မှာမဆလာပါတခါတည်းထည့်ပေးပါမယ်။စီတက်နဲ့လေးမှုေးလာပြီဆိုတော့ရတာနှက်ထားတဲ့ငဖယ်ထည့်ပေးပါမယ်။တေချာလေးမှုေးပေးပြီးရေလူလောက်ထည့်ပြီးတော့ငါးနူးတဲ့အထိချက်ပေးပါမယ်ငါးရင်ချက်နေချိန်တွင်မှာပဲယိုးနှင်ပေးပါမယ်ပဲယိုးခုန်ခါပြီးတော့လူတုံးလေးတုံးပေးပါမယ်ကြက်သွန်ဖြူရိုက်ထည့်ပြီးရုပ်ကောင်းပြင်းများနဲ့ပဲယိုးဟင်းကားကအရန်တောက်ကောင်းပါတယ်ငါးကင်ပြီးထည့်လဲပဲယိုးဟင်းကားနဲ့ရန်လိုက်ဖက်ပါတယ်ကျမတော့ပစုံကြောက်ပဲတုံးပေးပါမယ်ချက်ပေးလိုက်တာငါးအသားလေးတွေကြက်ပြီးဆိုရင်တော့မကြီးရီထည့်ပေးပါမယ်ငါမကအောင်တေချာလေးမှွေပေးပြီးရင်တော့ဆက်နက်နံအုပ်ပေးပါမယ်နောက်ဆုံးမှာတော့ချစ်ချစ်ဆက်ဆက်နဲ့ငဖယ်ဟင်းတစ်ခွက်ရပါပြီပဲယိုဟင်းကားအတွက်ရေဦးဆုံးပဲယိုးကိုအရင်တရီပြုတ်ထုတ်ပေးပါမယ်တရေသွန်ထုတ်ပြီးရင်တော့ရေတိတ်ထည့်ပေးပါမယ်ပြီးတော့ရင်ငပီးစားချုံမုံပစုံကြောက်ထည့်ပေးပြီးတော့ချက်ထားပေးပါမယ်ဟင်းရီဦးစုလိုက်ရင်တော့ဒါပြရိုက်ထားတဲ့ကြက်သွန်ပြူထည့်ပေးပါမယ်ငရုတ်ကောင်ကတော့ကိုစားနိုင်တဲ့လောက်ထည့်ပါမယ်ရှင်နောက်ဆုံးမှာတော့အရန်တောက်ကောင်နဲ့ပဲယိုဟင်းကပူပူလေးရပါပြီနောက်ဗီဒီယိုတွေအတွက် like and follow လေးလုပ်ပေးပါအောင်ရှင်